သက်ရွယ်တစ်ခုရလာတဲ့အခါမှာငငယ်ရလို့မကြောက်တော့တဲ့ကြောက်တရားတစ်ခုရှိပါတယ်ဒီရာပါလဲဆိုရင်တော့ကျမနေရာမှာလူစားထိုးမှမကြောက်တော့ပါဘူးလူစားထိုးခံရမှာကြောက်တဲ့စိတ်ကိုကြော်လွှားနိုင်ပြီဆိုရင်ဖြစ်ကြောမရှိဘဲနဲ့မြင်မြန်မှုအောင်လုပ်နိုင်လာပါလိမ့်မယ်အလုတ်ခွင်မလားလူစားထိုးလို့သိရတာပေါ့အစားထိုးမရတဲ့အလုတ်ဆိုတာဒီလောကမှာမရှိပါဘူးကိုယ့်ထက်တော်တဲ့သူလားမလားကိုယ့်ထက်အောက်ကျတဲ့သူလားမလားအစားထိုးလိုက်ပါကိုရှိနေသေးတော့တာဝန်ကြအောင်လုပ်ခဲ့ပြီးထွက်သွားရမယ့်အချိန်ဆိုရင်နှမျောတက်တာဖြစ်နေဘာကိုမှနောက်ဆန်တင်းပြီးအချိန်ကိုမခံပါနဲ့တော့အချစ်ရည်မလားအစားထိုးလိုက်ပါကိုယ့်ရဲ့စစ်မှန်တဲ့တန်မိုးကိုမမြင်တဲ့သူတွေအနာမှာအတင်းတွယ်ကပ်ပြီးနေရာဥမထားကျင်တော့ပါဘူးသူများနဲ့လူစားထိုးလိုက်လို့ပျော်သွားမယ်ဆိုရင်လည်းအဝေးကနေပဲဆွတောင်းပေးလိုက်ပါတော့မယ်ကိုယ့်နေရာကိုလူယူသွားတဲ့သူကိုလည်းရန်ညှိုးထားပြီးအမုန်းတွေအာဃာတတွေနဲ့အာယုံနောက်မခံပါနဲ့တော့တငယ်ချင်းအပေါင်းအသင်းနေကြမှာလားလူစားထိုးလိုက်ပါကိုမပါလဲသူတို့ပျော်နေကြတာပဲလေငါမပိုင်သူတို့ဘလို့မလုပ်မလဲဆိုပြီးစိုးရိမ်မနေပါနဲ့တော့ကိုနေရာမှာတခြားတယောက်ရောက်သွားလို့ကိုကိုမိသွားကြရင်လေဒါဟာတဘာဝပဲလို့လက်ခံလိုက်ပါပြီဘယ်သူမှတွေမှန်တယ်ဆိုတာလည်းလိုက်ရှင်းပြမနေတော့ပါဘူးနေရာပြောက်မှာဆိုတာလားမလုပ်တော့ဘူးနေရာတစ်ခုမြဲဖို့အတွက်ဖားရမယ်အောက်ကျရမယ်ကိုကိုဖျောက်ဖျက်ရမယ်ဆိုရင်အဲ့နေရာကျမနဲ့မထိုက်တန်လို့ပါပဲလူစားထိုးခံလိုက်ရတာဟာကိုတိတ်ခါကိုရောင်းစားပြီးနေရာထိမ့်သိမ့်နေရထက်တော့ပိုပြီးအများကြီးကုန်ရှိပါတယ်ဒီနေရာမှာပဲဖြစ်ဖြစ်ကျမရဲ့စီတနာကျမရဲ့အချင်းနဲ့ကျမရွတ်သားမှုကိုကျမကိုယ်တိုင်သိပါတယ်ဒီနေရာကနေဖဲပြီးလိုက်ရလဲနောက်ထပ်ကိုနဲ့ထိုက်တန်တဲ့နေရာကိုနဲ့ထိုက်တန်တဲ့လူတွေအစင်းသစ်ရှိနေမှာပဲဆိုတာယုံကြည်ပါတယ်လောကကြီးမှာဘယ်သူမှမရှိလို့မဖြစ်ဘူးဆိုတာတကယ်တော့မရှိပါဘူးကျမနေရာမှာလူစားထိုးလိုက်လို့လောကကြီးကပိုကောင်းသွားမယ်ဆိုရင်ပိုလို့တောင်ဝမ်းသာပေးလိုက်ပါအောင်မယ်ငါမရှိရင်မဖြစ်ဘူးဆိုတဲ့အတ္တကိုဆွတ်လွတ်နိုင်တဲ့တနေရာတကယ်လွတ်လပ်မှုကိုစတင်ခံစားရတဲ့နေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်ထက်မြက်တဲ့အမျိုးသမီးဆိုတဲ့စကားလုံးရဲ့အတိတ်ပဲဟာပညာရည်ချင်းတစ်ခုတည်းအောင်မြင်မှုတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူးထက်မြက်တဲ့အမျိုးသမီးတယောက်မှာရှိတဲ့အရေးချင်းတွေကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်1မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း self confidence သူမဟာဘသူရဲ့လက်အောက်ခံဘသူရဲ့အရေးအောက်မှာရှိမနေပဲကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့သူပါနံပါတ်2စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်း emotional intelligence တကယ်ထက်မြက်တဲ့သူတွေဟာဒေါသထွက်เสียရှိရင်တော့အော်ဟစ်ပောက်ကွဲတောင်းညံ့နေမှာမဟုတ်တယ်လို့ဝမ်းနည်းเสียရှိရင်လည်းတစ်သက်လုံးနှိမ့်မွန်းခံပြီးတော့စိတ်တက်ကြဆင်းနေမှာမဟုတ်ပါဘူးဘေးချိန်မှာနှုတ်ဆက်ရမလဲဘေးချိန်မှာတုံ့ပြန်ရမလဲဆိုတာတွေကိုသိပြီးကိုယ့်ရဲ့ခံစားချက်တွေကိုစနစ်တကျစီမံခန့်ခွဲနိုင်တဲ့သူတွေဖြစ်ပါတယ်နံပါတ်3သင်ယူလိုစိတ်အမြဲတမ်းရှိနေခြင်း continuous learner ငါအားလုံးသိတယ်ဆိုတဲ့အတ္တမရှိပဲခင်းတဲ့အမြဲလေးလာနေတဲ့သူတွေကတကယ်ထက်မြက်တဲ့သူတွေဖြစ်ပါတယ်အမားတစ်ခုလုံးမိရင်လည်းအဲ့ဒီအမားပေါ်ဝန်ခံရဲပြီးသင်ခန်းစာယူတတ်တာဟာထက်မြက်တဲ့အမျိုးသမီးတွေရဲ့ထူးခြားချက်ပါနံပါတ်4နူးညံ့မှုနဲ့ပြတ်သားမှုကိုမျှတစွာသုံးတတ်ခြင်းသူမဟာစကားပြောရင်နူးညံ့ချိုသားပေမဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာတော့တန်မဏိလိုပြတ်သားတတ်ပါတယ်တပားသူအပေါ်စာနာစိတ် empathy ရှိတယ်လို့ကိုယ့်ရဲ့စီးပေါင် boundaries ကိုကြော်လာရင်လည်းညှိဆန်ရတဲ့တတိရှိသူဖြစ်ပါတယ်နံပါတ်5အောင်မြင်မှုကိုမျှဝေတတ်တဲ့သူတကယ်ထက်မြက်တဲ့အမျိုးသမီးတွေဟာသူမတယောက်တည်းအောင်မြင်မှုစူးစမ်းတာမဟုတ်ပဲဘေးနာကအမျိုးသမီးတွေကိုပါအတူလက်တွဲခေါ်ပြီးခွန်အားပေးတတ်တဲ့ empowerment စိတ်ဓာတ်ရှိတဲ့အမျိုးသမီးတွေဖြစ်ပါတယ်လုပ်ငန်းခွင်တစ်ခုမှာအမျိုးသမီးခေါင်းဆောင်တယောက်ရှိနေခြင်းအဲ့ဒီလုပ်ငန်းရဲ့နှလုံးသားနဲ့အုံနောက်ကိုပို့ပြီးအားကောင်းဖြည့်ဆည်းပေးလိုက်တာပါအမျိုးသမီးခေါင်းဆောင်တွေရဲ့အကြီးမားဆုံးအားသာချက်ဟာစာနာစိတ်ဆိုတဲ့ empathy ပါပဲသူတို့ဟာအမိန့်ပေးဖို့ထက်နားထောင်မှုကိုပို့ပြီးဦးစားပေးတတ်ကြတဲ့သူတွေပါဝန်ထမ်းတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပေးနိုင်တဲ့အတွက်ပို့ပြီးခိုင်မာတဲ့ team work ကိုလည်းတည်ဆောက်နိုင်ပါတယ်ခေတ်သစ်စီးပွားရေးမှာအာဏာပြတာထက်စိတ်ချင်းနှိစက်အောင်လုပ်နိုင်တဲ့ခေါင်းဆောင်မှုစွမ်းရည်ဟာတကယ်ရလက်ကိုထွက်လာစေပါတယ်ပြဿနာတစ်ခုကိုကြုံလာတဲ့အခါမှာလဲစင်ကျင်တုံတရားနဲ့စိတ်ခံစားချက်ကိုမျှတအောင်ညှိနှိုင်းပြီးဆုံးဖြတ်ချက်ချတတ်ကြပါတယ်အမျိုးသမီးခေါင်းဆောင်တွေပါဝင်တဲ့အဖွဲ့အစည်းတွေဟာစမ်းသစ်တဲ့ idea တွေပို့ထွက်လိရှိသလိုဆုံးရှုံးနိုင်ခြေ risk တွေကိုလည်းပို့ပြီးသတိထားစီမံနိုင်ကြပါတယ်တဲ့အမျိုးသမီးခေါင်းဆောင်တရားဟာသူမတယောက်တည်းအောင်မြင်နေတာမဟုတ်ပဲသူမရဲ့နောက်ွယ်ကအမျိုးသမီးငယ်ပေါင်းများစွာကိုလည်းငါတို့လည်းလုံနိုင်နေဆိုတဲ့မျှော်လင့်ချက်မီးရှုတစ်ဆောင်ကိုထွန်းညှိပေးနေတာပါသူမရဲ့ခြေလမ်းတိုင်းကနောက်ကလိုက်လာမဲ့သူတွေအတွက်လမ်းပြမြေပုံရှေ့ဆောင်လမ်းပြဖြစ်လာတဲ့သူမျိုးပါဒါကြောင့်လုပ်ငန်းခွင်မှာအမျိုးသမီးတွေနေရာပေးပါအခွင့်အရေးပေးပါသူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုယုံကြည်ပေးလိုက်ရင်သင်တို့အတွက်မမျှော်လင့်ထားတဲ့အောင်မြင်မှုတွေအံ့ဩစရာကောင်းလောက်အောင်ရောက်လာပါလိမ့်မယ်